Hello အားလုံးပဲမင်္ဂလာပါဒီနေ့ညီမလေးမိတ်ဆက်ပေးချင်တာလေးတွေကတော့လေတစ်ဆက်စာလုံးလေးပေါ့နော်ဘရက်ကျိုးလေးတွေပွတ်တက်ဝီလေးတွေပါရှင်ဒါလေးကတော့ခါနဲ့ပန်ခင်းလေးပေါ့နော်ခါနဲ့ပန်ခင်း logo right ပန်ခင်းလေးပါ925 frame တဲ့နှကွင်းနှဆွဲနဲ့လာမယ်လက်တိုင်ကအချက်ရမယ်ဒါလေးတစ်ဆက်စာလုံးကိုညီမလေးကပန်ခင်းလေးကတသိန်းခွဲနည်းနဲ့ပဲရောင်းပေးပါမယ်ရှင်ဒါလေးကတော့တသိန်းခွဲချက်ပါနော်ဒါလေးဆိုလို့ရှိရင်မတို့ရေပြောင်ကောင်းစိမ့်လေးရှင်neutral page တော့ပြောင်ကောင်းစိမ့်လေး EPR တစ်ဆက်ဆောင်လေးဒါလေးလည်းတသိန်းခွဲနဲ့ပဲရောင်းပေးပါမယ်ရှင်မတပွင့်တပွင့်ကိုသူကတက်ကရက်ခွဲဆိုင်လေးတွေမှာထည့်ထားပြီးရရှင်တက်ကရက်ခွဲဆိုင်လေးတွေမှာပါပါတယ်နော်ဒီရဟာလေးကတော့ထက်တရာစိမ့်လေးပါရှင်မိုးကုတ်စိမ့်မိုးကုတ်ထက်တရာလို့တင်စားပြီးခေါ်ပါတယ်နော်စိမ့်လိုပဲပွင့်ရလင်းရကောင်းလို့စိမ့်လို့တင်စားပြီးခေါ်တာပါရှင်ဒါလေးလည်းတစ်ဆက်စာလုံးကိုညီမလေးကလေတသိန်းခွဲနဲ့ပဲရောင်းပေးပါမယ်နော်မတို့ EPR တစ်ဆက်စာလုံးတသိန်းခွဲနော်925 frame နဲ့သုံးထားပြီးတယ်မတို့ဒါလေးဆိုလို့ရှိရင်ဆက်လင်းဝါကာလာလေးရှင်ဆက်လင်းဝါကိုတူအားကြတော့လေရွှေရင်းဝါကာလာနဲ့လာမယ်နော်ဆက်လင်းဝါကိုရွှေရင်းဝါကာလာဒါလေးလည်းတစ်ဆက်စာလုံးညီမလေးတသိန်းခွဲနဲ့ရောင်းထားပေးပါတယ်နော်925 frame နဲ့တွေပဲနော်မလက်တိုင်းလေးတွေမတော်မှပူကြမလို့ဘူးလက်တိုင်းလေးတွေကအကျက်ရတယ်ရှင်ဒါလေးကတော့ဂါနဲ့ဇီးနီရေရှင်ဂါနဲ့ဇီးနီရေလေးကို925 frame နဲ့ခတ်ထားပေးပါတယ်ဒါလေးလည်းညီမလေးတသိန်းခွဲချက်နဲ့ရောင်းချပေးပါမယ်ရှင်အရန်ကိုတန်နေနော်မတို့တက်ကလက်တွေကလေသူကတက်ကလက်ခွဲဆိုင်နေနော်တပွင့်နေ sorry တပွင့်နဲ့တက်ကလက်ခွဲဆိုင်သုံးထားပေးတယ်ရှင်ဒါလေးဆိုလို့ရှိရင်ညီမလေးနေထွက်ကြနိုင်လေးပါရှင်သူကမိုးညင်းနေလားနေထွက်ကြနိုင်ဒါလေးတစ်ဆက်စာလုံးကိုညီမလေး2သိန်းချက်နဲ့ပဲရောင်းချပေးပါမယ်ရှင်ငခွင်းနှဆွဲလေးနဲ့လာမယ်နော်မာတန်ခွင်းနှဆွဲလေးနဲ့ဒါလေးတွေကကျွန်တော်မတို့ရေဖားကန့်ကြောက်စိမ်းလေးတွေပါရှင်ဖားကန့်ကြောက်စိမ်းဘရက်ကျိုးလေးတွေနော်ကြောက်စိမ်းစစ်ပါဒါလေးကတစ်ဆက်ကို3သိန်း2000ရောင်းပေးမယ်ရှင်ဒီဇိုင်းလေးက2မျိုးရှိရမှာတစ်ဆက်ကို3သိန်း2000ချက်ပါပဲနော်စနစ်တက်လို့မှကျင်နေဆိုရင်ညီမလေးရဲ့တက်တော့စီပြီးဒါမှမဟုတ် Viber ဖုန်းနံပါတ်ကိုဆက်သွယ်မှာယူလို့ရပါတယ်ရှင်